皆さんこんにちは。အခုကျန်တဲ့မိကွန်းဟာလေးတွေကိုဆက်ပြီးတော့ပြပြသွားပါမယ်။ခိခံ温度တိုင်မှာဒိုရီတက်စ်ကအန်ရစီဆုံးအပူချိန်ကဘယ်ဟာလဲဆိုပြီးတော့ရေးမေးထားတာဖြစ်ပါတယ်။မိကွန်းလေးရလွဲပါတယ်။အဖြစ် ABCD ပေးထားတဲ့ထက်ကမှအဖြစ်မှန်က A ဖြစ်ပါတယ်။ဖက်စာအုပ်ထဲမှာလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထွေထူးရှင်းမပြတော့ဘူးเนาะ။အန်ရစီဆုံးအပူချိန်က10ဒီဂရီဆယ်စီယပ်နဲ့60ဒီဂရီဆယ်စီယပ်ရဲ့ကြားဖြစ်ပါတယ်။နောက်ထပ်မိကွန်းတစ်ပုဒ်ကနာဆွန်နီဝဒိုင်ယောတေခိနာယာဆိုင်နောနာတို့တဲ့ဒိုရီတက်စ်ကနွေရာသီကိုကိုစားပြုဖော်ပြတဲ့ယာဆိုင်အသီးနှံနေတာဘယ်ဟာလဲဆိုပြီးတော့ရေးမေးထားတာဖြစ်ပါတယ်။ ABCG ဆိုပြီးတော့မှအဖြေလေးကိုပေးထားတဲ့တဲကမှအဖြေမှန်ကနေဂိကျက်သွန်ဒီဖြစ်ပါတယ်။နောက်ထပ်မိကွန်းတစ်ပုဒ်ကဝါဆောကုနော ECG ဆန်ဆိုင်ဝဒုံနုချွန်းချွန်းနီဟာ ECG တာရာယောဤတက်စ်ကဝါဆောကုဂျပန်အစားတောက်တွေထဲမှာရှိတဲ့ ECG ဆန်ဆိုင်ကိုဘယ်လိုမျိုးအစဉ်လိုက်ဆရမလဲဆိုပြီးတော့ရေးမေးထားတာပေါ့နော်။ဒါကလည်းပဲဖက်စာအုပ်ထဲမှာပါပါတယ်။အဖြစ်မှန်က A ဖြစ်ပါတယ်။ဘယ်ဘက်ချမ်းမှာထမင်းကိုထားပြီးတော့ညာဘက်ချမ်းမှာဟင်းရည်ကိုထားရပါမယ်။ဝါချီဆွန်နောစကီချွန်ပန်နောကိုတိုတဲ့ဂျပန်စတန်အခန်းတွေမှာရှိတဲ့ထိုင်ကုန်အစီအစဉ်နဲ့ပတ်သက်ပြီးတော့အာယာမတဲ့ဤရီခိုတာရဲ့ကိုအရန်တဲ့ခုတာဆိုင်မှားနေတဲ့အဖြစ်တစ်ခုကိုရေးချပေးပါဆိုပြီးတော့ရေးမေးထားတာပေါ့နော်။အဖြစ် A ကကြတော့ခါမီဆာဝယာကုဆော့ကူယာတာစီဘာကဥဝေနောဟီတိုကစူဝါရီမက်ခါမီဆာဆိုတာဒီယာတုမြင့်နေသူတွေထိုင်တဲ့နေရာဖြစ်ပါတယ်တဲ့။အဲ့တော့အဖြစ် A ကမှန်တယ်ပေါ့နော်။မိကုန်းကမှားတဲ့အဖြေကိုရေးခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အောက်က BCD ကိုဆက်ပြီးတော့ရင်ဖတ်ရပါမယ်။ရှီမိုဇာဆိုတာဒီခါမီဇာယောရီအီရီကူရှိကာရာရှိဂါယီတက်စ်ခါမီဇာတဲ့ အီရီကူရှိဝင်ပေါက်ကနေပြီးတော့နီးရဲ့နေရာဖြစ်ပါတယ်တဲ့။မှန်တယ်ပေါ့နော်။ B ကလည်းပဲ C ကကြတော့ထိုကုန်းနိုမာဝဆိုပိုကအိုဤတင်အာတာစုပေစုတက်စ်ထိုကုန်းနိုမာဆိုတဲ့နေရာကအိုးတွေထားတဲ့နေရာဖြစ်ပါတယ်တဲ့။ C ကလည်းမှန်တယ်ပေါ့နော်။ D ကကြတော့ထိုကုန်းနိုမာဝမူကာအေအိုဆူရုတိုခိုတိုတင်အာရီမက်တိုခိုနိုမာဆိုတာဒီဧည့်သည်တွေကိုကြိုတဲ့နေရာဖြစ်ပါတယ်တဲ့အဲ့တော့ဒီအဖြေကမှားတယ်ပေါ့နော်မိကွန်းကအဖြေမှားတာကိုရေးခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေမှန်ကဒီဖြစ်ပါတယ်နောက်ထပ်မိကွန်းတစ်ပုဒ်ကရိတ်တိုရင်တော်ရှုချင်းအွန်းတိုကနန်းတိုနေတာချီတာတေချောကရိတ်တိုရင်ဆိုတာကအေးခဲထားတဲ့အစားအစာတွေရဲ့အလဲဘဟုအပူချိန်ကဘယ်လောက်ထားရမလဲဆိုပြီးတော့ရင်မေးထားတာဖြစ်ပါတယ်အဖြေတွေကိုအရင်ဆုံးဖတ်မကြည့်ခင်သိထားရမှာကရိတ်တိုဟင်းရဲ့အလဲဘဟုအပူချိန်ကအနှုတ်17ဒီဂရီဆယ်စီရဲ့အောက်မှာပဲရှိရမယ်ပေါ့နော်အဲ့ဒီတော့ဒီပေးထားတဲ့အဖြေ၄ခုထဲမှာအနှုတ်17ဒီဂရီဆယ်စီရဲ့အောက်မှာရှိတဲ့အဖြေက A တစ်ခုပဲရှိရဲပေါ့နော်B ကကြတော့အနှုတ်15ဖြစ်တဲ့အတွက်အနှုတ်17ဒီဂရီဆယ်စီရဲ့ထက်သူကများတယ်ပေါ့နော်ဒါကြောင့်မို့ B ရလည်းမှားတယ် C ရလည်းမှားတယ် D ရလည်းမှားတယ်ပေါ့နော်နာမတဲ့တပက်တဲဝဤခနိုင်မနိုအေရာဘီနာဆိုင်အစိမ်းစားလို့မရတဲ့အစားအစာကိုရေးချပေးပါဆိုပြီးတော့မေးထားတာဖြစ်ပါတယ်။ဤကကြတော့စာခနာငါးတွေကကြတော့အစိမ်းစားလို့ရတဲ့ငါးတွေတွေစီတယ်ပေါ့နော်။ဘီကကြတော့တာမကောဥတွေကြက်ဥတွေကကြတော့အစိမ်းစားလို့ရရလေနော်။စီကကြတော့နိုင်ဆိုအတွင်းကလေးစားတွေကတော့အစိမ်းစားလို့မရဘူး။ဒါကြောင့်မို့လို့အပြေမှန်ကစီဖြစ်ပါတယ်။နောက်ထပ်မိကွန်းတစ်ခုကဝါချီဆွနောဘာအိအီစီပန်ကိုကိုရှိယောကုအဆန်နီစုကောဆေရူဘာရှောနောကိုတိုတာတာချီအီမိုနိုအေရာဘီနာဆိုင်ဂျပန်စတိုင်အခန်းတွေမှာယာဒူးကြီးတဲ့သူတွေလူကြီးတွေထိုင်လို့ရတဲ့နေရာကဘယ်နေရာလဲဆိုပြီးတော့ရေးမိထားတာဖြစ်ပါတယ်ဒီမှာအဖြေလေးခုပေးထားတယ်ပေါ့နော်အဖြေမှန်ကတော့ခါမီစာဖြစ်ပါတယ်ခါမီစာတွေမှာလူကြီးတွေယာဒူးကြီးတဲ့သူတွေပဲထိုင်ရတဲ့နေရာပေါ့နော်နောက်ထပ်မိကွန်းတစ်ပုဒ်ကရိုဒိုဆိုင်ကန်ကအိုခိုရီယာဆူအီနော်ဝဒိုနိုယောနာဟီတိုတက်စ်ကရိုဒိုဆိုင်ကန်ဆိုတာကအလုံးလုံးနေရင်နဲ့မတော်တဆမှုဖြစ်တဲ့သူတွေကိုပြောတာပေါ့နော်အလုံးလုံးနေရင်နဲ့မတော်တဆမှုဖြစ်လွယ်တဲ့သူတွေကဘယ်လိုလူမျိုးတွေလဲဆိုပြီးတော့ရေးမေးထားတာဖြစ်ပါတယ် ABCD ဆိုပြီးတော့မှအဖြေလေးခုပေးထားတယ်အဖြေ A ကကြတော့ဟာတာရာအီတာခိကန်က OE ဟီတိုတာရှိအလုံးအတွေ့အကြုံများတဲ့သူတွေတဲ့အလုံးအတွေ့အကြုံများတဲ့သူတွေကတော့အလုံးမှာမတော်တဆမှုဆိုတာမရှိဘူးပေါ့နော်ဒါကြောင့်မို့လို့အဖြေ A ကမှားတယ် B ကကြတော့ဟာတာရာအီတာခိကန်ကစုကုနာဟီတိုတာရှိအလုံးအတွေ့အကြုံနေတဲ့သူတွေB ကတော့ဖြစ်နိုင်တယ်ပေါ့နော်အလုံးအတွေ့အကြုံနေတဲ့သူတွေဒီအလုံးနဲ့မရင်းနှီးတဲ့သူတွေကတော့အလုံးမှာမတော်တဆမှုဖြစ်လွယ်တဲ့သူတွေပေါ့နော် C ကိုဆက်ပဲကြည့်မယ်စီကကြတော့နီဂျူနဲဟာတာရာအီတာဟီတိုတာရှိအနှစ်20လောက်အလုံးလုံးခဲ့တဲ့သူတွေတဲ့အဲ့တော့စီကလည်းမဖြစ်နိုင်ဘူးပေါ့နော်ဒီကကြတော့ဂေါ်နဲဟာတာရာအီတာဟီတိုတာရှိ9နှစ်လောက်အလုံးလုံးခဲ့တဲ့သူတွေပေါ့နော်အဲ့တော့စီနဲ့ဒီကလည်းမဖြစ်နိုင်ဘူးအဖြစ်မှန်ကတော့ B ဖြစ်ပါတယ်အဲကောင်ကိုစကူရူနောမီဆွန်နောပိုရင်တိုဝဒိုရီတဲ့အာလီမက်စ်ကအဲကောင်ကိုပြုလုပ်တဲ့အခါမှာပုံရင်းတုံအချက်3ချက်ရှိသေးပေါ့နော်အဲ့ဒီအချက်3ချက်ကဘယ်ဟာတွေလဲဆိုပြီးတော့ရင်မေးထားတာဖြစ်ပါတယ်
ဝတာစီတို့အဖြေကိုမကြည့်ခင်အဲကဝပြုလုပ်တဲ့အခါမှာပုံရင်တို့၃ချက်ကဘာလဲဆိုတာကိုသိထားရမယ်ပေါ့နော်ဖတ်စာအုပ်ထဲမှာလည်းပါပါတယ်မဲရဲ့ခုချီရဲ့ခုကိုတို့ရဲ့အဲ့ဒီ၃ချက်ကအရေးကြီးဆုံးဖြစ်ပါတယ်ဒီမှာအဖြေ ABCD ဆိုပြီးတော့မှ၄ခုပေးထားတယ်ပေါ့နော်အဲ့ဒီအဖြေ ABCD ၄ခုထဲမှာမဲရဲ့ခုချီရဲ့ခုကိုတို့ရဲ့၃ချက်နဲ့ကိုက်ညီတဲ့အဖြေက B တစ်ခုပဲရှိပါတယ်ဒါကြောင့်မို့လို့အဖြေမှန်က B ဖြစ်ပါတယ်ဒီမေးခွန်းလေးကကြတော့ series တွန်စေဆိုနာတွန်နီရော့တဲ့職場をいつも汚れがない状態に保ちます。အလုံးလုံးတဲ့နေရာကိုတန်ချင်းရေးလုပ်ပြီးတော့အမြဲတမ်းတန်ချင်းအောင်ထားမယ်မညစ်ပတ်အောင်ထားမယ်ပေါ့နော်ဆိုရီကနန်နိုအီမီတက်စ်ကအဲ့ဒါကဘယ်လိုမျိုးအဓိပ္ပာယ်ကိုပြောတာလဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ်တာရာချီမိုနိုကိုဟီတိုဆိုအဲ့ဒါဘီနာဆိုင်မှန်ကန်တဲ့အဖြေတစ်ခုကိုရေးရှင်းပေးပါတယ်မိခွန်းလေးရဲ့အဓိပ္ပာယ်ကအလုံးလုံးတဲ့နေရာကိုအမြဲတမ်းတန်ဆင်းရေးလုပ်ထားပြီးတော့မညစ်ပတ်တဲ့အခြေအနေတစ်ခုကိုဘယ်လိုမျိုးခေါ်တာလဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ်ဒီဟာကဖတ်စာအုပ်ထဲမှာလည်းပါတယ်ပေါ့နော် series တွန်စေးစလုပ်ထားတဲ့အရာကို sequence လို့ခေါ်ပါတယ်ဒါကြောင့်အဖြစ်မှန်က C ဖြစ်ပါတယ် sequence သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကတန်ရှင်းမှုဖြစ်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုက ECU ဆန်းဆိုင်တော့ Migi Okuni Nani က Okimes က ECU ဆန်းဆိုင်ဆိုတာကဂျပန်ထမင်းပုံစံကိုပြောတာပေါ့နော်ထမင်းရဲ့ဟင်းရည်ရဲ့တို့စရာဆိုပြီးတော့မှရှိတယ်ပေါ့နော်အဲ့ဒီဟာကိုမှ Migi Oki ဆို Migi Oku ဆိုတာကညာဘက်မှာဘာကိုထားတဲ့ဆိုပြီးတော့မေးထားတာဖြစ်ပါတယ်ဒီလိုမျိုးဖတ်စာအုပ်ထဲမှာပါတဲ့မေးခွန်းတွေကြတော့စာရတယ်သူဆွဲဆိုလို့ရှိရင်တော့ဖြေနိုင်တယ်ပေါ့နော် ECU ဆန်းဆိုင်ရဲ့ချပုံချာနေကိုအလွတ်ချက်ထားမယ်ဆိုရင်ရပါတယ်ABCD ဆိုပြီးတော့မှအဖြေလေးခုပေးထားတဲ့ထဲမှာအဖြေမှန်က C ဖြစ်ပါတယ်။ဂေါ်ဟန်ကကြတော့ဘယ်ဘက်မှာရှာတယ်ပေါ့နော်။ရှီတုကကြတော့ညာဘက်မှာရှာပါတယ်။ဒီမေးခွန်းလေးကကြတော့ group 1တော့ Riori ပါဒိုနိုယောနာ Riori test က group 1မှာရှိတဲ့ဟင်းတွေကဘယ်လိုမျိုးဟင်းတွေလဲတဲ့တတာချီမိုနိုကို Aaron တဲ့ခုတာဆိုင်မှန်ကန်တဲ့အဖြေကိုရေးချက်ပေးပါတဲ့။တိထားရမှာက group 1ကကြတော့ခနဲ့ဆိုချီ9 Riori ပေါ့နော်။ဒီအပူမပေးတဲ့ဟင်းတွေရတယ်ဆိုပြီးတော့မှတိထားရပါမယ်။ဒီຢာတွေကလည်းဖက်စာအုပ်ထဲမှာပါပြီးသားဖြစ်ပါတယ်။ ABCD ဆိုပြီးတော့မှအဖြေလေးခုပေးထားတယ်။ A ကကြတော့ခနဲ့ဆိုစုအပူပေးမယ်တဲ့။ Group 1ကကြတော့အပူမပေးတဲ့ဟင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ A ကခနဲ့ဆိုစုဖြစ်တဲ့အတွက် A ကမဖြစ်နိုင်တော့ဘူးပေါ့နော်။ B ကကြတော့ခနဲ့ဆိုချီနိုင်အပူမပေးဘူးစာချင်းမိတို့ဟီယာကိုတို့ဒါကြောင့်မို့လို့အဖြေမှန်က B ဖြစ်ပါတယ်။ဆိုင်ကင်းの増え方について正しいものはどれですかဒီဘက်တီးရီးယားတွေတိုးပွားရတဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အဖြေကဘယ်ဟာလဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ်။ဝတာစီတို့အဖြေကိုမကြည့်ခင်သိထားရမှာက10ဒီဂရီဆယ်စီယပ်နဲ့60ဒီဂရီဆယ်စီယပ်ကြားမှာဆိုလို့ရှိရင်ဘက်တီးရီးယားတွေကအလဲတကူတိုးပွားတတ်တယ်ပေါ့နော်10ဒီဂရီဆယ်စီယပ်ရဲ့အောက်မှာဆိုလို့ရှိရင်ဘက်တီးရီးယားတွေကမတိုးပွားတော့ဘူးဆိုတာကိုသိထားရပါမယ်အဖြေ A ကကြတော့ဒူဂိုဒိုဤကတဲ့ဝဖူအေမာဆန်15ဒီဂရီဆယ်စီယပ်အောက်မှာဆိုလို့ရှိရင်ဘက်တီးရီးယားတွေကမတိုးပွားဘူးတဲ့10ဒီဂရီဆယ်စီယပ်နဲ့60ဒီဂရီဆယ်စီယပ်ကြားမှာဆိုလို့ရှိရင်ဘက်တီးရီးယားတွေကတိုးပွားနေတယ်15ဒီဂရီဆယ်စီယပ်ဆိုတာက10ဒီဂရီဆယ်စီယပ်နဲ့60ဒီဂရီဆယ်စီယပ်ကြားပါတဲ့အတွက်ကြောင့်မို့လို့ဘက်တီးရီးယားတွေက15ဒီဂရီဆယ်စီယပ်အောက်မှာဆိုလို့ရှိရင်တိုးပွားနေပါတယ်ဒီမှာကဖူအေမာဆန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေ A ကမှားပါတယ် B ကကြတော့ဂျူးတိုဤကတဲ့ဝါဖူအေမာဆန်10ဒီဂရီဆယ်စီယပ်အောက်မှာဆိုလို့ရှိရင်ဘက်တီးရီးယားတွေကမတိုးပွားတော့ဘူးတဲ့အဲ့တော့အဖြေ B ကမှန်ပါတယ်အဖြေမှန်က B ဖြစ်ပါတယ် HACCP を受け入れ分けている料理のグループでグループ1のメニュー例と合うのはどれですか HACCP အစားအသောက်ထဲမှာ group 1နဲ့ကိုက်ညီတဲ့အစားအသောက်ကဘယ်ဟာလဲဆိုပြီးတော့မေးထားတာပေါ့နော်အဲ့တော့ဝါဒချီတို့သိထားရမှာက group 1ဆိုလို့ရှိရင်ခနဲ့ဆိုရှိနိုင်တဲ့အပူမပေးဘဲနဲ့အစိမ်းစားလို့ရတဲ့အစားအစာတွေပါတယ်ဆိုတာကိုသိထားရပါမယ်ABCD ဆိုပြီးတော့အဖြေလေးခုထဲမှာ A ကကြတော့ယာစာရေးစာရတာယာစာရေးစာရတာကကြတော့အစိမ်းစားလို့ရပြီမယ်လို့ HACCP အစားအသောက် group 1နဲ့မှာမပါဘူးပေါ့နော် B ကကြတော့စာချင်းမိနဲ့စူကြီးစာချင်းမိနဲ့စူကြီးကကြတော့အစိမ်းစားလို့ရတဲ့ HACCP အစားအသောက် group 1နဲ့မှာလည်းပါတယ်ဒါကြောင့်မို့လို့အဖြေမှန်က B ဖြစ်ပါတယ်နောက်ထပ်မေးခွန်းတစ်ပုဒ်က HACCP ကို受け入れ分けている料理のグループでグループ3のメニュー例と合うのはどれですか HACCP group တွေကမှ group 3နဲ့ကိုက်ညီတဲ့ menu ကဘယ်ဟာလဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ် group 3ဆိုလို့ရှိရင်ဝါဒချီတို့ကြည့်ထားရမှာကအပူပေးမယ်အေးခံမယ်အပူပေးတာနဲ့အေးခံတာကိုထထလဲလဲလှုပ်တဲ့အစားအသောက်တွေကိုပြောတယ်ဆိုတာကိုသိထားရပါမယ်A ကကြတော့ယာစာရေးစာရတာယာစာရေးစာရတာကကြတော့အပူမပေးဘဲနဲ့စားရတဲ့အစားအသောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြေထဲမှာမပါဘူးပေါ့နော် B ကကြတော့တိုမာတိုစာရတာတိုမာတိုစာရတာကလည်းပဲ
အပူပေးပဲနဲ့စားရတဲ့အစားအစာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြည့်မဟုတ်ဘူးစီကကြတော့ potato salad potato salad ကကြတော့အရင်ဆုံးအာလူးကိုအရင်ချက်မယ်ပြီးတဲ့အခါမှာအေးခံမယ်ဒါကြောင့်မို့လို့ဂရုသတိနဲ့ကိုက်ညီတယ်ပေါ့နော်ဒါကြောင့်အပြည့်မှန်ကစီဖြစ်ပါတယ်နောက်တစ်ပုတ်ကြာရင်တော့တွက်စာပိုင်းလေးတွေကိုရှင်းပြပါမယ်ဒီနေ့တော့ဒီလောက်ပါပဲဘိုင်ဘိုင်